တတိယကြိမ်ပြည်ထောင်စုလွှတ်တော်ပထမပုံမှန်စည်းဝေးပစ္စမနေ့ကိုဒီကနေ့မနက်10:00နာရီကနေပြည်တော်ရှိလွှတ်တော်အဆောက်အအုံပြည်ထောင်စုလွှတ်တော်အစည်းအဝေးခန်းမမှာကျင်းပပါတယ်။အစည်းအဝေးမှာပြည်ထောင်စုလွှတ်တော်နာယကဦးအောင်လင်းတွေကတတိယကြိမ်ပြည်ထောင်စုလွှတ်တော်ပထမပုံမှန်စည်းဝေးပစ္စမနေ့သို့တက်ရောက်ခွင့်ရှိသည့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးရေစုစုပေါင်း985ဦးရှိသည့်အနက်ဒီကနေ့စည်းဝေးသို့981ဦးတက်ရောက်သဖြင့်ထက်ဝက်ကျော်တဲ့အတွက်အစည်းအဝေးအထမြောက်ကြောင်းနဲ့စတင်ကျင်းပကြောင်းကြေညာပြီးအစည်းအဝေးတက်ရောက်မှုအခြေအနေကိုလွှတ်တော်၏သဘောထားရယူပြီးအတည်ပြုမှတ်တမ်းတင်ပါတယ်။အဲဒီနောက်ပြည်ထောင်စုလွှတ်တော်နာယကနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံထားရသူကတင်ပြထားသောနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်9ဦးတို့ရဲ့အမည်စာရင်းများကိုလွှတ်တော်သို့တင်ပြခဲ့ပြီးဖြစ်ကြောင်းပြောကြားပြီးအဆိုပါပုဂ္ဂိုလ်များနဲ့ဆက်လင်း၍ကန့်ကွက်ချက်တစုံတရာမရှိသဖြင့်လွှတ်တော်သို့တင်ပြထားသည့်ဦးအောင်စောသိန်း၊ဦးညံထွန်း၊ဦးမျိုးတင့်၊ဦးကျော်စန်း၊ဦးတူးမော်၊ဒေါ်စုစုဝင်း၊ဒေါ်အုံမာအေး၊ဦးတင့်ဝေနဲ့ဒေါက်တာမာလာမော်တို့ကိုနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအဖွဲ့ဝင်များအဖြစ်၎င်းအဆိုပါအဖွဲ့မှဦးအောင်စောသိန်းကိုနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌအဖြစ်၎င်းခန့်အပ်တာဝန်ပေးရန်လွှတ်တော်ကသဘောတူကြောင်းကြေညာပါတယ်။အဲဒီနောက်ပြည်ထောင်စုလွှတ်တော်နာယကနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံထားရသူကတင်ပြထားသောပြည်ထောင်စုဝန်ကြီး30ရဲ့အမည်စာရင်းကိုလွှတ်တော်သို့တင်ပြခဲ့ပြီးဖြစ်ကြောင်းပြောကြားပြီးအဆိုပါပုဂ္ဂိုလ်များနဲ့ဆက်လင်း၍ကန့်ကွက်ချက်တစုံတရာမရှိသဖြင့်လွှတ်တော်သို့တင်ပြထားသည့်ဦးခင်မောင်ရီဦးအောင်ကျော်ဟိုးဦးတင်အောင်ဆန်းဦးမြထွန်းဦးဗိုလ်ချုပ်ကြီးထွန်းအောင်ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေဦးတင်မောင်ဆွေဒေါက်တာကန်စောဒုတိယဗိုလ်ချုပ်ကြီးဖုံးမြတ်ဦးတန်းမောင်ဒေါက်တာတီရာဦးဒေါက်တာချောချောစိန်ဒေါက်တာမျိုးသိန်းကျော်ဒေါက်တာတက်ခိုင်ဝင်းဒေါက်တာတက်သက်စင်ဦးထိန်လင်းဦးတင်ဦးလွင်ဦးမင်းနောင်ဦးမျိုးစောသိန်းဦးဆန်းဦးဦးကိုကိုလွင်ဒေါက်တာချာလီတန်းဦးမြင့်ကြိုင်ဦးခင်မောင်စိုးဦးထွန်းအောင်ဦးရဲမြင့်ထွန်းဒေါက်တာမောင်သိန်းဦးမျိုးတန်းဒေါက်တာစိုးဝင်းနဲ့ဦးမောင်မြင့်တို့ကိုပြည်ထောင်စုဝန်ကြီးများအဖြစ်ခန့်အပ်တာဝန်ပေးရန်လွှတ်တော်ကသဘောတူကြောင်းကြေညာပါတယ်။ဆက်လက်ပြီးပြည်ထောင်စုလွှတ်တော်နာယကနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံထားရသူကတင်ပြထားသောဒေါက်တာတီရာဦးကိုပြည်ထောင်စုရှေ့နေချုပ်ဖြစ်၎င်းဒေါ်နိုင်သက်ဦးကိုပြည်ထောင်စုစင်းစစ်ချုပ်ဖြစ်၎င်းခန့်အပ်တာဝန်ပေးအပ်ရန်လွှတ်တော်သို့တင်ပြခဲ့ပြီးဖြစ်ကြောင်းပြောကြားပြီးအဆိုပါပုဂ္ဂိုလ်များနဲ့ဆက်လင်း၍ကန့်ကွက်ချက်တစုံတရာမရှိသဖြင့်လွှတ်တော်သို့တင်ပြထားသည့်ဒေါက်တာတီရာဦးကိုပြည်ထောင်စုရှေ့နေချုပ်ဖြစ်၎င်းဒေါ်နိုင်သက်ဦးကိုပြည်ထောင်စုစင်းစစ်ချုပ်ဖြစ်၎င်းခန့်အပ်တာဝန်ပေးရန်လွှတ်တော်ကသဘောတူကြောင်းကြေညာပါတယ်။အဲဒီနောက်ပြည်ထောင်စုလွှတ်တော်နာယကနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံထားရသူကတင်ပြထားသောပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီး10ဦးတို့၏အမည်စာရင်းများကိုလွှတ်တော်သို့တင်ပြခဲ့ပြီးဖြစ်ကြောင်းပြောကြားပြီးအဆိုပါပုဂ္ဂိုလ်များနဲ့ဆက်လင်း၍ကန့်ကွက်ချက်တစုံတရာမရှိသဖြင့်လွှတ်တော်သို့တင်ပြထားသည့်ဦးတောင်းနိုင်ဦးသိန်းကိုကိုဒေါ်တင်တင်နွယ်ဒေါ်ပြုံးပြုံးအေးဒေါက်တာကိုကိုနိုင်ဦးဝင်းမြင့်ဒေါ်စိုးခက်ခက်နဲ့ဒေါ်တင်တင်ချိုတို့ကိုပြည်ထောင်စုတရားလွှတ်တော်ချုပ်တရားသူကြီးများအဖြစ်ခန့်အပ်တာဝန်ပေးရန်လွှတ်တော်ကသဘောတူကြောင်းကြေညာပါတယ်။အဲဒီနောက်ပြည်ထောင်စုလွှတ်တော်နာယကနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံထားရသူကတင်ပြထားသောမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌများနဲ့ဒါရိုက်တာအဖွဲ့ဝင်များရဲ့အမည်စာရင်းများကိုလွှတ်တော်သို့တင်ပြခဲ့ပြီးဖြစ်ကြောင်းပြောကြားပြီးအဆိုပါပုဂ္ဂိုလ်များနဲ့ဆက်လင်း၍ကန့်ကွက်ချက်တစုံတရာမရှိသဖြင့်လွှတ်တော်သို့တင်ပြထားသည့်ဒေါက်တာခင်နိုင်ဦးဦးစောမြင့်နိုင်ဦးသက်ထွန်းအောင်ဒေါက်တာဆန္ဒဦးဒေါက်တာရီအေဦးတင်မြင့်ဒေါက်တာလှညောဒေါက်တာဇော်ဦးနဲ့ဒေါက်တာအီဖြူဖြူအီတို့ကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်အဖွဲ့ဝင်များဖြစ်၎င်းရင်းအဖွဲ့မှဒေါက်တာခင်နိုင်ဦးကိုမြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ်၎င်းဦးစောမြင့်နိုင်ဦးသက်ထွန်းအောင်နဲ့ဒေါက်တာဆန္ဒဦးတို့ကိုဒုတိယဥက္ကဋ္ဌများဖြစ်၎င်းခန့်အပ်တာဝန်ပေးရန်လွှတ်တော်ကသဘောတူကြောင်းကြေညာပါတယ်။ ဆ
ဆက်လက်ပြီးပြည်ထောင်စုလွှတ်တော်နာယကနိုင်ငံတော်သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ခံထားရသူကတင်ပြထားသောအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်9ဦး၏အမည်စာရင်းများကိုလွှတ်တော်သို့တင်ပြခဲ့ပြီးဖြစ်ကြောင်းပြောကြားပြီးအဆိုပါပုဂ္ဂိုလ်များနှင့်ဆက်လင်း၍ကန့်ကွက်ချက်တစုံတရာမရှိသဖြင့်လွှတ်တော်သို့တင်ပြထားသည့်ဦးစိုးသိန်းဦးကျော်ဝင်းသိန်းဒုတိယရဲဗိုလ်ချုပ်ကြီးဝင်းစော်မိုးဒေါက်တာထွန်းထွန်းဦးလွန်းဘော်ဦးကျော်စိုးညွန့်ဦးတိုးရီဦးတင်အောင်ဝင်းနဲ့ဦးမင်းဟန်တို့ကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်များဖြစ်၎င်းအဆိုပါအဖွဲ့မှဦးစိုးသိန်းကိုအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ်၎င်းခန့်အပ်တာဝန်ပေးရန်လွှတ်တော်ကသဘောတူကြောင်းကြေညာပါတယ်အရီနောက်ပြည်ထောင်စုလွှတ်တော်နာယကဥပဒေကြမ်းပူးပေါင်းကော်မတီဖွဲ့စည်းခြင်းနဲ့ဆက်လင်း၍ရှင်းလင်းတင်ပြခြင်းနဲ့အမည်စင်းတင်ပြခြင်းတို့ကို AP 2ရက်ကကျင်းပခဲ့တဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းပြောကြားပြီးဥပဒေကြမ်းပူးပေါင်းကော်မတီဖွဲ့စည်းခြင်းနဲ့ဆက်လင်း၍လွှတ်တော်၏သဘောထားရယူရာလွှတ်တော်ကသဘောတူသဖြင့်ဥပဒေကြမ်းပူးပေါင်းကော်မတီဥက္ကဋ္ဌအဖြစ်ပြည်ထောင်စုလွှတ်တော်ဒုတိယနာယကဂျန်ဖန်တော်တောင်ဒုတိယဥက္ကဋ္ဌ1အဖြစ်ARတိုင်းဒေသကြီးမဲအများဆုံးရသူအနိုင်ယူစနစ်မဲဆန္ဒနယ်အမှတ်နဲ့မှာဒေါ်နွယ်နွယ်ဦးဒုတိယဥက္ကဋ္ဌ2အဖြစ်ဒဂုံမဲဆန္ဒနယ်မှာဒေါက်တာနန္ဒကျော်စွာအတွင်းရေးမှူးအဖြစ်ပဲခူးတိုင်းဒေသကြီးအချိုးကျကုစားပြုစနစ်မဲဆန္ဒနယ်အမှတ်1မှာဦးစင်မင်းထက်နဲ့တွဲဘက်အတွင်းရေးမှူးအဖြစ်အမရပူရမဲဆန္ဒနယ်မှာဦးသိန်းထွန်းဦးအဖွဲ့ဝင်များအဖြစ်သင်္ကန်းကျွန်းမဲဆန္ဒနယ်မှာဒေါ်တန်တန်အေးခေါ်တက္ကသိုလ်မေသူစိတ်ကြီးခနောင်တို့မဲဆန္ဒနယ်မှာဒေါက်တာထွန်းထွန်းဝင်းမိုင်းခတ်မဲဆန္ဒနယ်မှာဆိုင်ဝမ်ဆန်တောင်ကြီးမဲဆန္ဒနယ်မှာဒေါ်နန်းကျင်းခေါ်နန်းစိန်ARတိုင်းဒေသကြီးအချိုးကျကုစားပြုစနစ်မဲဆန္ဒနယ်အမှတ်2မှာဒေါ်စင်ပပဦးARတိုင်းဒေသကြီးမဲအများဆုံးရသူအနိုင်ယူစနစ်မဲဆန္ဒနယ်အမှတ်3မှာဦးခိုင်ဝင်းအောင်ချင်းပြည်နယ်အချိုးကျကုစားပြုစနစ်မဲဆန္ဒနယ်အမှတ်1မှာဒေါ်ကျင်းငတ်မန်တက်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးချုပ်ဝင်းမြိုင်တက်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးချုပ်မြင့်တောင်းနဲ့တက်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်ကြီးဒေါ်ဖြိုးဖြိုးဝေတို့ဖြင့်ဥပဒေကြမ်းပူးပေါင်းကော်မတီကိုအတည်ပြုဖွဲ့စည်းကြောင်းကြေညာပါတယ်အဲဒီနောက်ပြည်ထောင်စုလွှတ်တော်နာယကပြည်သူ့ငွေစင်းပူးပေါင်းကော်မတီဖွဲ့စည်းခြင်းနဲ့ဆက်လင်း၍ရှင်းလင်းတင်ပြခြင်းနဲ့အမည်စင်းတင်ပြခြင်းတို့ကို AP 2ရက်ကကျင်းပခဲ့တဲ့ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်းပြောကြားပြီးပြည်သူ့ငွေစင်းပူးပေါင်းကော်မတီဖွဲ့စည်းခြင်းနဲ့ဆက်လင်း၍လွှတ်တော်၏သဘောထားရယူရာလွှတ်တော်ကသဘောတူသဖြင့်ပြည်သူ့ငွေစင်းပူးပေါင်းကော်မတီဥက္ကဋ္ဌအဖြစ်ပြည်ထောင်စုလွှတ်တော်ဒုတိယနာယကဂျန်ဖန်နော်တောင်ဒုတိယဥက္ကဋ္ဌ1အဖြစ်ARတိုင်းဒေသကြီးအချိုးကျကုစားပြုစနစ်မဲဆန္ဒနယ်အမှတ်2မှာဦးချစ်ဆွေဒုတိယဥက္ကဋ္ဌ2အဖြစ်အောင်မြေတာဆန်မဲဆန္ဒနယ်မှာဦးတီစာကျော်အတွင်းမှုအဖြစ်တနင်္သာရီတိုင်းဒေသကြီးမဲအများဆုံးရသူအနိုင်ယူစနစ်မဲဆန္ဒနယ်အမှတ်2မှာဦးတန်းအောင်တွဲဘက်အတွင်းမှုအဖြစ်အောင်လန်းမဲဆန္ဒနယ်မှာဦးတင်အောင်ချစ်အဖွဲ့ဝင်များအဖြစ်ကမ်ဘလူးမဲဆန္ဒနယ်မှာဦးမြတ်ကျော်ကန်ကြီးတောင်မဲဆန္ဒနယ်မှာဒေါ်ခင်စောမူရမဲသိမဲဆန္ဒနယ်မှာဦးညွန့်ဆောင်တံပြူစရမဲဆန္ဒနယ်မှာဦးတန်းရွှေကရင်ပြည်နယ်အချိုးကျကိုစားပြုစနစ်မဲဆန္ဒနယ်အမှတ်1မှာဦးချစ်ဝေရခိုင်ပြည်နယ်အချိုးကျကိုစားပြုစနစ်မဲဆန္ဒနယ်အမှတ်2မှာဦးစောစောမြင့်ကရင်ပြည်နယ်အချိုးကျကိုစားပြုစနစ်မဲဆန္ဒနယ်အမှတ်1မှာခွန်ဝင်းဦးတက်မတော်သားပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးချုပ်စိုးညွန့်တက်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးချုပ်ဝင်းကိုကိုနဲ့တက်မတော်သားအမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဗိုလ်မှူးကြီးဖြိုးမင်းဝင်းတို့ဖြင့်ပြည်သူ့ငွေစင်ပူးပေါင်းကော်မတီကိုအတည်ပြုဖွဲ့စည်းကြောင်းကြေညာပါတယ်။အဲဒီနောက်ပြည်ထောင်စုလွှတ်တော်နာယကတတိယအကြိမ်ပြည်ထောင်စုလွှတ်တော်ပထမပုံမှန်စည်းဝေးပစ္စမနေ့ကိုရန်နာကြောင်းနဲ့အစည်းအဝေးဆဋ္ဌမနေ့ကို AP 10ရက်မှာဆက်လက်ကျင်းပသွားမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။